Okay အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့တော့ Taylor University မှာကျောင်းတက်မဲ့ကျောင်းသားတွေအတွက် competition လေးနဲ့လေး share လုပ်ပေးမှာเนาะရှေ့မှာကတော့ကျွန်တော်တို့ဒါ type တွေနဲ့ပတ်သက်ပြီးဈေးဘယ်လိုအပြောင်းလဲရှေ့ဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပြပါပြီအခု Taylor နဲ့ပတ်သက်တဲ့နေပြောပြမယ်ဆိုတော့ Taylor's ကလည်းကျွန်တော်တို့ဒီ type ထဲမှာဈေးကြီးဆုံးဖြစ်တဲ့ Sunway အနီးနား area မှာပဲရှိပါတယ်ဘာကြောင့် type ထဲမှာ Sunway ဈေးကြီးရလဲဆိုရင်တော့ Sunway မပိုင်တာဘာမှမရှိပါဘူး Sunway ကကျွန်တော် KL မှာအကုန်ပိုင်ပါတယ် hotel ဆေးရုံတိုက်ကျောင်းတက္ကသိုလ်ရုံအကုန်လုံးက Sunway Group ကပိုင်ပါတယ်ဟိုဥပမာပြောရရင်ကျွန်တော် Sunway University ဆိုရင်ဒါပညာရေးပေါ့နော် Sunway Medical Center ဆိုရင်ဒါဆေးရုံ Sunway Pyramid Sunway Lagoon အဲ့ဒါဆိုကျွန်တော်တို့ shopping mall တွေပေါ့အများကြီးရှိပါဘယ်လောက်တောင်များလဲဆိုကျွန်တော်တို့ဟောဒီမှာ Sunway ကပိုင်တဲ့တိုက်တွေကျောင်းတွေရဲ့နာမည်ကြီးဟာပဲကျွန်တော်ဆွဲထုတ်ထားတာပါ Sunway shopping mall ဆိုတာတနည်းအားဖြင့်ရန်ကုန်မှာနာမည်ကြီးရဲ့ shopping mall အုပ်စုတစုစာလောက်ရှိရပေါ့လေဒါကို Sunway အကုန်ပိုင်ပါတယ်ဒါကြောင့်မလို့ဒီရဲ့အခန်းနေဈေးအရန်ကြီးပါတယ်ဘာလို့ Sunway ဖြစ်နေလို့ဈေးကြီးရပါကံကောင်းစွာနဲ့ပဲ Taylor ကလည်းအဲ့ဒီ Sunway ကြားထဲမှာပဲရှိနေရမလို့ Taylor ရဲ့အခန်းဈေးလေးရလည်းကြီးပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Taylor ဆိုပြောလိုက်တာ ਨੇ သွားမယ့်နေရာလေးကျွန်တော်ဒီမှာထားပေးရဒါလေးဝင်ကြည့်လိုက်အောင်ဆိုဒါလေးဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ Taylor နဲ့ပတ်သက်တဲ့ဟာလေး showing လုပ်ပေးရပါတော့ Taylor University ကဟုတ်ပါတယ် separate နဲ့ exclusive ဖြစ်ပါတယ်ဆိုတော့ဒီလက်လျှောက်သွားရင်ရှာထွက်မယ်အနီးနားလည်းလက်လျှောက်လာလို့မရပါဘူးဆိုတော့ Spain စီရ group နဲ့လည်းသွားလို့ရပါလို့ဆိုတော့ဒီကျောင်းထဲဝင်ရဖို့ပဲတော်တော်သွားရပါတယ်ဒါပေမဲ့ကျောင်းအထက်ထဲမှာတော့ကျွန်တော်တို့အကုန်ရှိပါတယ် Starbucks Apple ကျန်တဲ့ 7-Elevenပြောကြိုက်တာပြောပေါ့နော်အစားအသောက်နဲ့ပတ်သက်ဖြစ်ပါဖြစ်အကုန်လုံးက Sunway University ထဲမှာအကုန်ရှိပါ Sunway University အကြီးပါဒါပေမဲ့ Sunway University ဘေးမှာတော့ဘာမှမရှိပါဘူးဆိုတော့ဘာမှမရှိတော့တိုက်တွေလည်းမရှိပါဘူးဆိုတော့အဲ့ဒါကြောင့်မလို့ဒီလူနည်းနည်းအလို crowd ဖြစ်တယ်ပေါ့လေတိုက် building အများတဲ့ကျွန်တော် India Asset 15တို့ Sunway တို့နဲ့ရှင်ရင်တော့ဒီတိုက်ခန်းနေလို့ပြောလို့ရတယ်ပေါ့လေအထူးသဖြင့်ဒီကျောင်းသားပေါ့တော်တော်များကြောကျောင်းသားမှနေချင်ကျောင်းသားမှနေချင်ဒါပေမဲ့ကျောင်းသားဘာတိတ်မှမရှိနေခတ်ပါတယ်ကျောင်းသားမှာကတိုက်ကနှစ်တိုက်ပဲရှိပါဒါကတော့ဒီလက်တော်နဲ့ DK စမ်းစာပါဒီနှစ်တိုက်ကတော့ဘယ်လောက်နေလဲဆိုကျွန်တော်လိုမျိုးလှမ်းခုံဝိုင်းတော့ရောက်နိုင်တော့တဲ့အနေထားမျိုးလောက်ပြီးတော့နီးတယ်အဲ့ထက်မှဒီလက်တော်ကတော့ပို့ပြီးတော့နီးရပါလေတိုက်နိုင်ကတော့ရှင်းအောင်လောက်ပဲရှိပါခြားတာကတော့အဲ့တော့တခုရှိတာဒီအဲ့ကြောင့်လဲဒီလက်တော်နဲ့ DK စမ်းစာမှာက dry လုံးက Taylor ကကျောင်းသားတွေပါပဲဆိုတော့အဲ့တော့ demand အရင်မြင့်ပါတယ် demand မြင့်ပြီးတော့ဈေးကလည်းမတရားကြီးပါတယ်ဆိုတော့တစ်ခါတလေမျိုးအခန်းကားနဲ့ဒီရတဲ့အခန်းတွေတော့တိတ်ပြီးတော့မတန်နေဆိုခန်းစားတတ်ပါတယ်ဆိုတော့ဒီလက်တော့အကြောင်းပြောမယ်ဆိုတော့ဒီလက်တော့ကပို့ပြီးတော့ကျွန်တော်တို့ဒီ K sensor တက်ဆိုင်ပို့ပြီး popular ဖြစ်ပါတယ်နာမည်အားလုံးတူတူလေးပေါ့နော်တိုက်ကလည်းတကယ်တူတူပါပဲပွင့်ပြမျက်စိမိတ်ပြီးတော့ dry လက်ရှောက်ဝိုင်းတော့ကိုဘယ်တဲ့ရောက်နေမှတော့မသိတော့ဘာလို့ဆိုတော့စောက်တဲ့ကုမ္ပဏီကတူတူပါပဲနှစ်ခုတည်းပါပဲနာမည်ပဲပြောင်းသွားဒါပေမဲ့ဒီလက်တော့ကတော့ခလေးက900တဲ့အခန်းနဲ့DK စမ်း9ရတဲ့ခန်း DK စမ်း9ရတဲ့ခန်းနည်းနည်းလေးပိုကျဲပါတယ်ဟာโอเคဆိုဘာကြောင့်လဲလို့ပြောရမယ်ဆိုရင်ဒီလက်တော့ဟာ shutter bus ရှိပါတယ်ဘယ်လို shutter bus ရှိဆို Taylor ကိုရှိတာပါဆိုတော့ Taylor ကနေ shutter bus ရှိတာကြောင့်ဒီလက်တော့ပို့ပြီးတော့ကျောင်းသားတွေတက် first priority ဖြစ်တာပေါ့လေအထူးသဖြင့်ကျောင်းသားမှာနေခြင်းနဲ့လူတွေတော့ကတော့ first priority ပေါ့ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဒီလက်တော့မှာမျိုးဆိုရင်တော့ကျွန်တော် ringgit 1100လောက်ထိတော့သုံးဖို့အတွက်အကြံပေးတယ်ဘာကြောင့်လဲကျွန်တော်900တဲ့800 900မရှိဘူးလားရှိပါတယ်900နဲ့800နဲ့900နဲ့ရှိပေမဲ့ကျွန်တော်တို့ဒါတစ်လားလောက်နေပြီးရင်အသက်ရှူကျက်စိတ်တွေဖြစ်လာမယ်ဆိုတာယုံကြည်ပါတယ်ဒီမှာဆိုကျွန်တော်တို့ overview လိုက်ပြတာဗီဒီယိုလေးရှိရပေါ့လေ okay ဆိုတော့ဒါဗီဒီယို intro မှာပဲကွာကြည့်လိုက်တကား okay နော်ခုံဗီဒီယိုစပွဲဆိုတော့ကိုလိုရမှာအိတ်မယ်ထလာမယ်ခုံကြီးနဲ့မလွတ်တော့ဘူးကိုကြီးထောင်မယ်ဟာအဝတ်စားယူလာအောင်မလွတ်တော့ဘူးဆိုတော့ကျွန်တော်တို့ဒီတစ်ခွက်လေးပဲရှိပါတယ်ဝတ်စားလင်းရင်တော့ကျွန်တော်ဒီခွက်လေးမှာပတ်ပြီးလင်းအောင်ဒါခုံနေမလာသေးဘူးနော်ခုံနေပဲမပါသေးဘူးဆိုတော့ဒီခိုင်းရအလိုကြီးပါဘာမှမရှိပါဘူးဒါပေမဲ့900ပေါက်ပါတယ်โอเคပြီးတော့โอเคပြီးတော့โอเคဒါကျွန်တော် overview လေးပေါ့လေဒါလည်းကျွန်တော်တို့လိုက်ကြည့်လိုက်အောင်တော့ overview လေးအရာကုန်းတော့ရှိတယ်ကွာဒါပေမဲ့ဝင်လင်းပြန်ဒါကျွန်တော်ဆိုတော့တကားဖွင့်လိုက်တဲ့စိတ်ကျဉ်းကြတာပဲပြီးတော့ဒါရေချိုးခဲ့အင်တာထင်တယ်ကျွန်တော်ထင်ဟုတ်တယ်ဒါရေချိုးခဲ့အင်တာရှိရယ်
okay ပြဒီခန်းကကြတော့ကျွန်တော်ထင်တာ900လားမသိဘူး900ဟိုမှာဟိုခန်းနဲ့ဘာကြောင့်ဈေးနေနေတူပြီးဒါကလည်းပိုကျန်တယ်လေအကိုလိုမေးစရာရှိတယ်ဘာကြောင့်လဲဆိုတော့နေရန်နေပါနေရန်နေကအုတ်နေရမဟုတ်ပါဘူးလိုမျိုးတုံးတက်သားပြားလိုမျိုးကာပြီးတော့အခန်းဖွဲ့ထားမျိုးပါအခန်းဖွဲ့ထားမှာဟိုဒီမှာ brain mode လေးတကူတော့ပါသေးမသိဘူးကိုတမောပဲရောက်နေတယ်လို့ဘာလို့ပေါ့ဗျာဒါပါပဲအခန်းလေးက900ပါအားဒါတော့လာကျွန်တော်နဲ့တူတခြားကလေးလိုက်ကြည့်တာပေါ့ review ပေါ့ဗျာ house review ပေါ့မှာဒါဆိုရင်လည်းအဲ့လိုပါပဲဒီကောင်လေးသူတော်နည်းနည်းကြက်ချင်နေသူနည်းနည်းဝိုင်းတိုးမရတော့အဲ့လိုပေါ့ဆိုတော့ဇလန်အဲ့လိုရှိတယ်ပေါ့လေဆိုတော့အရန်ဒီအဲ့လိုမျိုးဝိုင်းလူတွေပါဆိုရင်လည်းအသက်ရှူကြက်တာဖြစ်နှလုံးသိပ်မကောင်းတဲ့လူတွေကျန်းမာရေးမကောင်းတဲ့လူတွေဆိုဒီလိုအခန်းမျိုးကြီးနေဖို့ကျွန်တော်အကြံမပေးပါဘူးဘာလို့ဆိုတော့ဒီလူအတွက်လည်းစင်မပြေတော့ကျန်းမာရေးလည်းမကောင်းပေါ့လေဆိုတော့ဒါကြောင့်ဝရဏပါဒီလိုယူကန်ဘာညာရှိရပါနဲ့ view ကတော့မိုက်ပါကြည့်ပါဘေးတော့ဘာမှမရှိကျွန်တော်အဲ့ကြောင့်လည်း option နဲ့အရန်နေတာပေါ့ကျွန်တော်ဒီပုံမှာဆိုတော့ဒီလို1100တဲ့အခန်းတော့1300တဲ့အခန်းတော့ရှိတယ်ဗျအဲ့အခန်းတွေကတော့ခုနကလိုအခန်းကြီးလွတ်လွတ်ပေါ့ဘယ်လိုမျိုးလဲဆိုဟိုဒီမှာ1300တဲ့အခန်းဆိုရင်လိုမျိုးပေါ့နည်းနည်းပါတော့ဒါရေရွှေအိမ်သားကတော့ဒီမျိုးတိုင်းဒီနောက်ထပ်တစ်ယောက်နဲ့ share သုံးသွားဒါတော့မှဒါမစိုးလို့ပြောလို့ရပါအဲ့တော့ကျွန်တော်ကဒါ1300ဆိုတာမျိုးတော့သုံးဖို့အတွက်အကြံပေးတာမျိုးပေါ့လေဒါကြောင့်လို့ဒီကျွန်တော်တို့သတ်မှတ်တဲ့ဈေးလည်းမဟုတ်ပါဘူးဒါ agent တွေကဒီចောင်းသားတွေရဲ့ဓမ္မန်ပုံမူတည်ပြီးတော့သတ်မှတ်တဲ့ဈေးပါဆိုတော့ okay ကျွန်တော်တို့ဒီ electronic DK ဆန်စာအချင်းကြီးမကောင်းဘူးကျွန်တော်တက်ဆုပ်ကြမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုဆုပ်လို့ရလဲဆိုတာလေးကျွန်တော်ပြောပြမယ်ဆိုတော့ဒီ electronic DK ဆန်စာမှလိုချင်တယ်ဆိုရင်တော့ကျွန်တော်ခုနက budget လောက်ထိတော့ကျွန်တော်သုံးဖို့အကြံပေးတယ်ဒါမှလည်းရေရှည်နေနိုင်မှာပေါ့လို့ဆိုတော့ဈေးတက်နဲ့ငှားလိုက်ပြီးတော့အကောင်ကြီးတိခံနေလိုက်ပဲမယ်တကယ်တမ်း6လလောက်ထိနေပြောရတဲ့ခါမှာကျမရေးရတော့လကောင်ဒီစိတ်ရတော့လကောင်ရမ်းမွန်းချက်လာပြီဆိုရင်ကျွန်တော်အရန်အခန်းပြောင်းမှုတော့လည်းအဆင်မပြေတော့ဘူးပေါ့လေအဲ့ဒါလေးကျွန်တော်ထည့်စဉ်းစားစီခြင်းနဲ့ဆိုဒီကလေးတော့ဒီကေဆန်စာဟိုမဟုတ်တော့အကြောင်းနဲ့ဝေးလဲရတယ်ဆိုတော့ဘာရှိလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာတိုက်လေးရွေးရရှိပါတယ် D7 YOLO Access 30ဆိုတော့ D7 ကလည်းကျွန်တော်တို့ဒါ luxury condo ပါပဲပြီးတော့ ring 900နေစရှိပါတယ် shuttle bus က Sunway ရောထေလာကောကိုသွားပါတယ်နောက်တစ်ခုကကြတော့ YOLO signature super YOLO signature ဆိုတဲ့ဒီ Taylor bus ကရှိပါတယ်ဒါအပြင်မှဒီ public transportation နဲ့အရန်နီးရတိုက်ပါဒါကြောင့်မလို့ဟိုတွိုင်းလာရေးအရာအရန်ကောင်းတဲ့လို့ပြောလို့ရပါတယ်နောက်တစ်ခုကတော့ access 13 grand super မှာ access 13 grand super ကတော့ကျွန်တော်တို့ဒီ Taylor ကိုလည်း shuttle bus ရှိပါတယ်ဈေးကတော့950လောက်ကနေစတယ်တိုက်အနေထားကြတော့ပုံမှန်ကျွန်တော်တို့ဒီ condo တို့ဘာလို့မျိုးအနေထားပေါ့လေကောင်းတယ်လို့ပြောလို့ရပါတယ်မစိုးပါဘူးတချို့ကကြော okay 950ဆိုတဲ့အခန်းမျိုးကကျွန်တော်တို့ဒီနည်းနည်းလေးကျင်းကောင်းလေးကျင်းနိုင်ပါလေကျွန်တော်တို့ချက်ပြမယ် access 13 okay ဆို access 13မှာဆိုရင်တော့950တဲ့အခန်းမှာဒါ950တဲ့အခန်းမှာခုနဒီလိုဒီကင်ဆန်ဆန်လုံးနဲ့ရှင်းနေမယ်ဆိုရင်တော့100ကျော်150လောက်ပဲကွာသွားတဲ့သဘောပေါ့လေဒါပေမဲ့တိုက်အနေထားနဲ့ apartment ကတော့ဒီကောင်ကလည်းပို့ပြီးတော့ clean ဖြစ်ပြီးတော့ပိုတန်းတဲ့အနေထားပါဆိုတော့okay ဆိုတော့တချို့ကရှိကြဒီတိုက်ကိုမှနည်းနည်းကျင်းတယ်ဟို950ကနည်းနည်းကျင်းတယ်ပေါ့လေဒါပေမဲ့950ထက်လည်းထပ်မသုံးနိုင်တော့ဘူးအဲ့လိုဈေးကလည်းဒီလောက်ပဲတက်နိုင်တယ်အခန်းကလည်းအကျယ်ကြီးလိုချင်တယ်အဲ့လိုဆိုရင်တော့ကျွန်တော်တို့မစဉ်းစားလို့ကြဆိုရင်တော့ Surya Max ကိုစဉ်းစားလို့ရပါတယ် Surya Max ကတော့600လောက်နဲ့အကြီးရပါတယ်ဆိုပါစို့Surya Max Surya Max ဆိုတော့ကျွန်တော်တို့မှာ680လောက်ဆိုရင်ကိုခန့်ရအကြီးပါနေမဟုတ်ပါဘူး။ဟောကြာရမိုက်တွေကအကြီးပဲ။ဒီအခန်း size ကဘာနဲ့တွားကြည့်လဲဟိုလိုမျိုးဒီ electronic DK sensor က1200နဲ့1300ခန့်လောက်ထိတွားရင်ရပေါ့လေ။ပြီးတော့ဘာကြောင့်ညီရလဲရှင်းပါတယ်။ဘာကြောင့်လဲဆိုတော့အနီးနားမှာ public transportation ကို15မိနစ်လမ်းလျှောက်ရလို့ပါ။ဒါပေမဲ့ access 13နဲ့ရှင်းမယ်ဆိုရင်တော့ access 13ကရှိကုန်မရှိတာပါ။လမ်းလျှောက်လို့လည်းမရပါဘူး။အနည်းဆုံးတော့ဒီကောင်ကအနည်းဆုံးတော့လမ်းလျှောက်လို့ရသေးအနေထားတစ်ခုလေးတော့ရှိပါသေးတယ်ပြီးတော့သတင်းကောင်းကကြတော့ Taylor bus ကားလေးကအဲ့တိုက်ကိုရက်ပါတယ်အဲ့တိုက်ရှိတဲ့ကိုရက်ပါတယ် Sunway Indy ကားတွေကတော့ဒီမှာမရက်ဘူးဖြစ်တဲ့အတွက်ကံမကောင်းပေါ့လေအနည်းဆုံးတော့ Taylor ចောင်းသားရဲ့အနေနဲ့ကကြတော့ចောင်းသွားဖို့အတွက်ကတော့ဒါအဆင်ပြေတဲ့တိုက်လို့ပြောလို့လည်းရတယ်လို့ဈေးနည်းနည်းနဲ့အခန်းကောင်းကောင်းရရလို့လည်းပြောလို့ရပါတယ်ဆိုတော့ very convenient ဖြစ်တယ်ဒါတော့ကျွန်တော်ဒါအကြံပေးရဲ့အခန်းပေါ့လေကျန်တဲ့ YOLO ပါကိုလည်းကောင်းပါတယ် okay ဆိုတော့
ကျွန်တော်တို့ဒီဟာလေးကိုဒီ overview ပြန်ပြောရမယ်ဆိုရင်တော့ကျောင်းသားမှာနေကျင်တယ်လမ်းလျှောက်တာမျိုးဖြစ်ဖြစ်ဟိုကျောင်းအနီးနားလေးမှာနေကျင်တယ်ဆိုတော့တိုက်က2တိုက်ပဲရှိပါတယ်စီရော1000ထက်လောက်သုံးမှရပါမယ်တကယ်လို့1000ထက်လောက်မသုံးဟို view မသုံးဆိုတော့တခြားတိုက်မျိုးစဉ်းစားစေချင်တယ်ဘာလို့ဆိုတော့ဒီ1000အောက်သုံးလိုက်ပြီကျွန်တော်ခုနကပြောရသလိုအခန်းကတော့တိတ်ကောင်းမယ်လို့ကျွန်တော်မမျှော်လင့်ဘူးပြီးရင်တော့တကယ်လို့ကိုလူက low budget လဲလုပ်ချင်တယ်ကောင်းကန်းလဲနေချင်တယ်ဆိုရင်တော့Soya Mask ကိုစဉ်းစားစေချင်တယ်Soya Mask ကတော့ခန်းကောင်းတယ်လို့ပြောလို့ရပါတယ်အဓိကတော့ဒီ transportation ကိုတော့တစ်ချက်ကောင်းတယ်လေးထည့်ပေါ့လေ asset 13နဲ့ရှင်တော့ Soya Mask ကအများကြီးပို့တာပါတယ်အဲ့တော့1000အောက်ဆိုရင်တော့ Soya Mask ကိုဘာလို့စဉ်းစားတင်တဲ့အနေထားမျိုးမှာပါတယ်တခြား D7 ဘာလို့လဲမဆိုပါ D7 တော့ကြောက်လဲပုံပြတော့1100 1200လောက်ထိရှိနေတော့မှာပဲဗျယူလိုဆိုလဲ1000 1200လောက်ထိတော့ရှိနေတော့မယ်အခန်းအရနည်းနည်းလေးပိုကျယ်ပါပဲဆိုတော့ဒီလက်တော့မှာရတဲ့အခန်း size နဲ့ယူလိုမှာရတဲ့အခန်း size ကော်သွားတယ်လို့ပါပဲဒါပေမဲ့ဒီလက်တော့နဲ့ယူလိုရဲ့ဒီကွန်ဒိုအနေထားကိုရှင်လိုက်မယ်ပေါ့နော်တဲ့ကွန်ဒိုရဲ့ရေကူးကန်ဂျင်းနေပိုင်းရှင်မယ်ဆိုတော့ယူလိုကပိုကောင်းပါတယ်တခုရှိတာကကျွန်တော်တို့ဒီမှာဘလောက်ကနေစရှိတယ်ဈေးနေဆုံးကဘလောက်ပါပြီးတော့ဒီ drive ထဲမှာပါတဲ့တိုက်တွေရဲ့တချို့ဟာလေးမှာကျွန်တော်တို့ဒီအခန်းလေးမှာဈေးလေးပါပါတယ်ဆိုတော့ဒါတွေအားလုံးကကျွန်တော်တို့ဒီ example data အနေနဲ့ပဲပြထားတာမျိုးပါဘယ်လိုမျိုးဒီအခန်းဒီဈေးနဲ့ရပါမယ်လို့တော့မဆိုလိုပါဘူး။ကျောင်းသားတွေရုပ်စိတ်ဝင်စားခါကျရင်ကျွန်တော်တို့အဲ့ဈေးကိုဒီလိုအခန်းမျိုးရှိသေးလားဆိုပြီး agent ကိုသွားမေးကြည့်ပါတယ်။တကယ်လို့ agent ရှိသေးရဆိုတော့အခန်းရပါတယ်။တခါတလေမှာကျတော့ဆိုတော့ကျွန်တော်တို့ဒီကျောင်းသား August မှာလာမေးရAugust မှာတော့မရှိဘူး August မှာတော့ဒီ1300တဲ့ခန်းတွေမရှိဘဲ1600တဲ့ခန်းတွေပဲကျန်တော့မယ်။ Okay အဲ့လိုလေးရှိရပေါ့လေAugust စပြီးတော့ September ကျတော့မှာSeptember မှာဆိုရင်တော့ဟိုခန်းလေးရပြန်ထွက်လာပြီဘယ်ခန်းလေးရမရှိတော့ပြန်ဆက်သက်ပြန်အဲ့လိုမျိုးအချိန်နဲ့အမျှပြောင်းလဲနေတာမလို့ဒီတမတ်သေးဒီဈေးနဲ့ဒီခန်းရမယ်ဒီတိုက်မှာရမယ်ဆိုတော့မျိုးတော့ယူဆလို့တော့မရပါဘူးဆိုတော့ okay ဒါကတော့ကျွန်တော်ဒီတိုက်နဲ့ပတ်သက်တာလေးတွေကို average ရှင်းပြတာပါဆိုတော့အားလုံးလည်းနည်းနည်းလေးပို့ပြီးတော့သဘောပေါက်ပြီးမြင်မယ်လို့လည်းညွှန်လင်းပါတယ်ဆိုတော့ဒီကောင်လေးကလည်းဝင်ကြည့်လို့ရတယ်ပြီးသွားရင်လည်းကျွန်တော်ဒီခုနကဒီ drive link တွေကိုလည်းကျွန်တော်ထားပေးထားပါမယ်ဒီအောက်လေးတွေမှာဒီ drive link လေးကနေကြည့်လို့ရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်အကြောင်းပါအခုကျွန်တော်နာမည်က limit point တော့ပါကျွန်တော်ကဒီ study hype ရဲ့senior student officer လည်းဖြစ်တယ်လို့ဒီ accommodation ပညာရှားကိစ္စတွေလည်းကျွန်တော်ကင်ပါတယ်ဒါပေမဲ့ဒါကတော့ကျွန်တော်ရဲ့ဒီ student အလုပ်ပေါ့လေကျွန်တော်ပြောရလို့ပေါ့ဒါကတော့ကျွန်တော်ရဲ့ personal website ပါဆိုတော့ကျွန်တော်ကအဓိကတော့ဒီ coding ပေါ့လေ software developer လုပ်ပါတယ်ဒီအင်ရှာဘာညာကတော့ဝါသနာရောက်တော့၎င်းဒီတိုင်းចောင်းသားတွေကိုကိုရီတိနေရမလို့တိုင်းလေးကူညီပေးတဲ့သဘောပါပဲဆိုတော့ကျေးဇူးတင်ပါတယ်